2026မြန်မာတကြံပွဲတော်အားကမ္ဘာအစီကားဆုံးနိုင်ငံအဖြစ်စံချိန်တင်သတ်မှတ်ခံရခဲ့ရသလိုရာဇဝတ်မှုအနည်းပါးဆုံးနိုင်ငံအဖြစ်စံချိန်တင်သတ်မှတ်ခံရမြန်မာလူမျိုးတို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သော2026ခုနှစ်မြန်မာရိုးရာအတာတကြံပွဲတော်သည်ကမ္ဘာတဝန်းရှိပွဲတော်များအနက်လူဦးရေ90%ခန့်ပါဝင်ဆင်နွှဲသည့်အစီကားဆုံးသောနိုင်ငံအဖြစ်စံချိန်တင်သတ်မှတ်ခြင်းခံခဲ့ရသကဲ့သို့ရာဇဝတ်မှုအနည်းပါးဆုံးနိုင်ငံအဖြစ်စံချိန်တင်သတ်မှတ်ခံရကြောင်းသိရသည်လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်ပြန့်နှံ့နေသည့်သတင်းအချက်အလက်များအရယခုနှစ်တကြံပွဲတော်သည်ယခင်နှစ်ပေါင်းများစွာကထက်ပိုမိုထူးခြားစီကားခဲ့ပြီးနိုင်ငံတစ်ဝန်းလုံးရှိပြည်သူလူထုကတခဲနက်ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်စံချိန်တင်သတ်မှတ်ချက်မြန်မာနိုင်ငံ၏လူဦးရေအချိုးအစားနှင့်နှိုင်းယှဉ်ပါက90%သောပြည်သူများပါဝင်ဆင်နွှဲသည့်အတွက်အစီကားဆုံးအဆင့် most crowded သတ်မှတ်ခံရခြင်းပွဲတော်ကျင်းပမှုပုံရိပ်များမန္တလေးကျုံးဘေးနှင့်ရန်ကုန်မြို့အပါအဝင်မြို့ကြီးများတွင်ရေကစားမဏ္ဍပ်များလမ်းလျှောက်သင်္ကြန်များဖြင့်အထူးစီကားခဲ့သည်ပြည်သူပါဝင်မှုရိုးရာဝတ်စုံများဝတ်ဆင်ကားအတာရေပက်ဖြန်းကြသူများစတုဒီတာကျွေးမွေးသူများဖြင့်မြမယဉ်ကျေးမှုအလှကိုကဘာကသိအောင်ပြသနိုင်ခဲ့သည်2026မြန်မာဂျင်ကန်ဟာရာခိုင်နှုန်း90%မကပါဝင်ဆင်နွှဲကြတဲ့အတွက်အစီကားဆုံးနိုင်ငံအဖြစ်စံချိန်တင်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်ဟုသတင်းဖော်ပြချက်များတွင်ဆိုထားသည်ယခုကဲ့သို့စံချိန်တင်စီကားခဲ့ခြင်းသည်မြမယဉ်ကျေးမှုနှင့်ပျော်ရွှင်စရာကောင်းသောတကြံပုံရိပ်ကိုနိုင်ငံတကာခရီးသွားများပိုမိုစိတ်ဝင်စားလာစေရန်ဆွဲဆောင်မှုတစ်ခုဖြစ်စေခဲ့သည်ယခုနှစ်တွင်ပြည်တွင်းပြည်ပဧည့်သည်များစွာဖြင့်စီကားခဲ့သည့်တကြံပွဲတော်သည်မြန်မာတို့၏စည်းလုံးမှုနှင့်ရိုးရာအစဉ်အလာကိုထင်ဟပ်စေခဲ့သည့်နှစ်တစ်နှစ်ဖြစ်ခဲ့ပေသည်ဒီနေ့မြန်မာတကြံကအိန္ဒိချင်းနိုင်ငံတွေကိုကြော်တက်ပြီးတော့ရာဇဝတ်မှုအ ਨੇ ပါဆုံးတကြံပွဲတော်အဖြစ်စံချိန်တင်နိုင်ခဲ့တယ်2026ခုနှစ်ဧပြီလမှာရေပွဲတော်တွေကိုမြန်မာကမ္ဘောဒီးယားလာအိုထိုင်းစတဲ့နိုင်ငံတွေမှာပျော်ရွှင်စွာကျင်းပခဲ့ကြတယ်ပေါ့နော်အဲ့ဒီနိုင်ငံတွေထဲမှာမြန်မာနိုင်ငံကဆိုလို့ရှိရင်ပေါ့နော်ရာဇဝတ်မှုမရှိသလောက်ရှားပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်အဲ့ဒါကြောင့်မလို့အိန္ဒိချင်းတခြားသောပေါ့နော်အိန္ဒိချင်းနိုင်ငံတွေကိုကြော်တက်ပြီးတော့မြန်မာကနော်ဒီပေါ့နော်တကြံကာလမှာဆိုလို့ရှိရင်ရာဇဝတ်မှုအ ਨੇ ပါဆုံးမရှိသလောက်ကင်းစင်ခဲ့တဲ့နိုင်ငံဆိုပြီးတော့မှစံချိန်တင်နိုင်ခဲ့တာပေါ့နော်ဒါကြောင့်မလို့ပေါ့နော်နောက်နှစ်တွေမှာလည်းဒီလိုမျိုး2026ခုနှစ်လိုမျိုးပေါ့နော် AACC နဲ့တီတီငိမ့်ငိမ့်လေးနဲ့အမြဲတမ်းဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုဟာကတော့ဒီ line ပေါ်မှာလည်းပေါ့နော်တွေ့ရတာတွေလည်းတော်တော်လေးကိုမှဘယ်လိုမျိုးပြောရမလဲမြင်ကွင်းတွေမှာဆိုလို့ရှိရင်တော်တော်လေးကိုကြည်နူးစရာပုံရိပ်လေးတွေလည်းတွေ့ရတယ်ပေါ့နော်တီတီငိမ့်ငိမ့်လေးတွေနဲ့ဆင်နွှဲကြတယ်မန္တလေးတကြံဆိုလို့ရှိရင်လည်းလုံးဝကိုပေါ့နော်အရန်ကိုမှရင်ဘယ်လိုမျိုးပြောမလဲရင်ခုန်လိုက်မောစွာကြည့်ရတယ်ပေါ့နော်အဲအကြောင်းမလို့နောက်နှစ်တွေမှာလည်းဒီလိုမျိုးအမြဲတမ်းပေါ့နော်ဒီလိုပုံစံမျိုးလေးပဲဖြစ်သွားမယ်ဆိုရင်တော့အရန်ကိုမှကောင်းပါတယ်နော်2026 Myanmar Songkran Festival sets world record as most crowded and safest celebration. The 2026 Myanmar Traditional Adder Thing Yen Festival, a cornerstone of Myanmar's cultural heritage, has reportedly set a world record as the most crowded country, with approximately 90% of the population participating in the festivities. Additionally, it has been recognized for having the lowest crime rate during a festival of this scale. According to information circulating on social media, this year's Thing Yen was exceptionally more vibrant and crowded than in previous years, seeing overwhelming participation from citizens across the entire nation. Key record highlights. Most crowded status. Based on Myanmar's population ratio, the participation of 90% of the public earned the festival the title of most crowded celebration globally. Festival highlights. Major cities, including Yangon and the Mandalay Mode area, were packed with water-throwing pavilions, mandats, and walking Thing Yen zones. Public participation. The beauty of Myanmar culture was showcased to the world through people wearing traditional outfits, splashing water, and a widespread practice of Satuditha, offering free food and charity. The 2026 Myanmar Thing Yen has been recorded as the most crowded country as over 90% of the population joined the celebration, news reports stated. This record-breaking attendance serves as a major attraction for international tourists, drawing interest to Myanmar's unique culture and the joyful spirit of the festival. This year's Thing Yen, bustling with both domestic and foreign visitors, stands as a year that truly reflected the unity and traditional values of the Myanmar people.
။